ဒီနေ့မှာတော့ကျွန်တော်ဘာအကြောင်းခွန်အားယူရမလဲဆိုတော့ကျွန်တော်တို့ဘဝရဲ့ဗဟိုပြုချက်ပေါ့ကျွန်တော်ဘဝရဲ့စင်တာဗဟိုအချက်ချာကဘယ်ရလဲဒီညနေကျွန်တော်ဒီနေရာလာတဲ့အခါမှာပတ်တာနော်ကျိုင်းတုံမျိုးပတ်တာလမ်းဘလို့မှမမှန်နိုင်ဘူးအဲ့ဒီအဆောက်အဦတစ်ခုဆိုအဲ့မှာပတ်၄កောက်လောက်ပတ်တယ်နော်ကျွန်တော်ပြောတယ်9កောက်ဆိုတော့ဒီဆောက်အဦပြုတ်ပြီလို့နော်3កောက်ကြံခဲ့တယ်နော်၄កောက်လောက်ပတ်အဲ့နားမှာပဲလဲနေတယ်ကနော်ကျွန်တော်လမ်းကြောင်းပေါ်ရောက်တယ် GPS ကြည့်လိုက်တယ်ဟာမှန်ပြီဒီလမ်းမကြီးဆိုမှန်ပြီမောင်းတာဖះเจ้าဒီဘက်ဆိုရင်ကျွန်တော်ကဒီဘက်ကိုသွားတယ်လမ်းကတော့မှန်တယ်ဒါပေမဲ့ဥတီယာဘာဖြစ်နေလဲဥတီယာမှာတော့ဖះเจ้าနဲ့မနီးပဲနဲ့ပို့ဝေးသွားနော်ဒါကြောင့်ကျွန်တော်ဘုရားအသက်တာထဲမှာလှုပ်တော့လှုပ်နေတာပဲအမှုတော်ဆောင်နေတာပဲကျမ်းစာဖတ်နေတာပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ဥတီယာမှားသွားရင်ဖះရဲ့အဝေးကိုရောက်သွားတတ်တယ်အဲဒါမို့ကျွန်တော်တို့ရဲ့ဥတီယာကျွန်တော်ရဲ့ focus ကျွန်တော်တို့အာရုံစိုက်ရမယ့်အရာကျွန်တော်ဘဝရဲ့ဗဟိုပြုရမယ့်အရာသင်ဘဝရဲ့ဗဟိုပြုရမယ်ဆိုတဲ့အရာကသင်ဘဝရဲ့စင်တာပေါ့နော်သင်ဘဝရဲ့အဓိကနော်ရှိရမယ့်အရာကျွန်တော်အေဒင်ဥယျာဉ်အလယ်မှာအပင်ပနပင်ရှိတယ်အများကြီးပဲနော်အေးဟုတ်တယ်ဟုတ်တယ်ဥယျာဉ်ထဲမှာတော့အများကြီးပါပဲအလယ်မှာအလယ်တက်တယ်မှာဘယ်နှပင်လဲအေးအမစကွဲပြီနော်တချို့ကတပင်တချို့ကနှစ်ပင်နဲ့နော်အဲ့တော့ကျွန်တော်တို့ကျမ်းစာကိုကြည့်တဲ့အခါမှာဥယျာဉ်အလယ်မှာနော်အပင်ဘယ်နှပင်ရှိလဲနှစ်ပင်ရှိပါတယ်ကပ္ပဦးကျမ်းအခန်းကြီး2ကပ္ပဦးကျမ်းအခန်းကြီး2အပိုင်းငယ်9မှာကပ္ပဦးကျမ်းအခန်းကြီး2အပိုင်းငယ်9မှာထိုမြေတဲကအစင်းလှ၍စားပွေကောင်းသောအပင်အမျိုးမျိုးကိုထာဝရအရှင်ဘုရားသခင်သည်ပေါက်စီတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုသိကျွမ်းရာအပင်လည်းအလယ်မှာဘယ်နှပင်လဲနှစ်ပင်တပင်ကဘာပင်လဲအသက်ပင်လို့ခေါ်တယ်နောက်တပင်ကကောင်းမကောင်းကိုသိကျွမ်းရာအပင် tree of knowledge လို့ခေါ်တယ်အဲ့ဒီနှစ်ပင်မှာဘုရားကအသက်ပင်ရဲ့အသီးကိုစားခွင့်ရှိတယ်ကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကိုတော့စားခွင့်မရှိဘူးအဲ့ဒီအပင်ကိုအပြစ်ရဲ့အပင်လို့မပြောဘူးမှောင်မိုက်ခြင်းရဲ့အပင်လို့မပြောဘူးစိုးညစ်ခြင်းရဲ့အပင်လို့မပြောဘူးအဲ့ဒီအပင်ရဲ့နာမည်ကဘာလဲကောင်းတာနဲ့မကောင်းတာနဲ့ကိုသိသွားမယ်အဲ့ဒီအသီးကိုစားလိုက်ရင်ကျွန်တော်စဉ်းစားတယ်ဒီအသီးကိုစားရင်လူဟာကောင်းတာလည်းသိသွားမယ်မကောင်းတာလည်းဒါဆိုရင်ကောင်းတာကိုလုပ်မှာပေါ့မကောင်းတာကြရင် तू ရှောင်မှာပေါ့လူအတွက်ပိုအကျိုးမရှိဘူးလားဘာလို့ဖះမစားခိုင်းတာဖះသခင်ကလူသားတွေကိုဖန်ဆင်းတဲ့အခါမှာမြေမှုန့်နဲ့ဖန်ဆင်းတယ်ဒါကြောင့်လူဟာအကန့်အသတ်ရှိတယ်ဒါကြောင့်ဖះသခင်ကကျွန်တော်တို့ကောင်းမကောင်းမသိစေခြင်းဒါကြောင့်မို့ဘာလို့လဲပြောတာမစားနဲ့ပြောတာဖះသခင်ကကောင်းမကောင်းကိုမသိစေခြင်းလို့မစားနဲ့လို့ပြောတာဘာလို့ဖះသခင်ကကောင်းမကောင်းကိုမသိစေခြင်းရတာလဲကောင်းမကောင်းသိသွားရင်လူဟာကောင်းတာကိုသိတယ်လုံနိုင်လားမလုံနိုင်မကောင်းတာကိုသိတယ်ရှောင်နိုင်လားမရှောင်နိုင်ဒါကြောင့်ဘုရားသခင်ကကောင်းမကောင်းကိုသိဖို့ရန်အတွက်ဘုရားကအလိုမရှိဘူးဘုရားကငါ့ကိုပဲသိပါဒါမို့ကျွန်တော်တို့သိကျွမ်းရမယ့်အရာကဘုရားကိုပဲမလုပ်ရမလဲသိကျွမ်းရဒါကြောင့်မို့သင်ဘဝမှာအေဒင်ဥယျာဉ်လိုပဲအလယ်မှာနှစ်ပင်ရှိတယ်ဘဝရဲ့အလယ်မှာဘုရားကိုဗဟိုပြုပြီးတော့အသက်ရှင်မလားဒါမှမဟုတ်ကောင်းမကောင်းကိုဗဟိုပြုပြီးတော့အသက်ရှင်မလားကျွန်တော်တို့ဘာကိုဗဟိုပြုသက်ရှင်လဲဒီနေ့ဖះကိုပဲဗဟိုပြုသက်ရှင်ဖို့ဖះကအလိုရှိပါဒါကြောင့်မို့အေဒင်ဥယျာဉ်ရဲ့ဘာမှလို့ပြောလဲအလယ်မှာလို့ပြောတယ်အလယ်ဆိုတာစင်တာဘဝရဲ့ဗဟိုပြုချက်ကအသက်ပင်ဒီဟူသောယေရှုခရစ်ပဲဖြစ်ရအဲ့ဒီအသက်ပင်ကဘု து ပုံဆောင်လဲသခင်ယေရှုကိုပုံဆောင်ဒါကြောင့်မို့ဒီဥမာဆုံးရှုံးသွားတဲ့အသက်ပင်ကိုဘုရားသခင်ကထာဝရကာလမှာပြန်ပြီးတော့ပရတိတုဥယျာဉ်မှာပြန်ပြင်ဆင်လာတယ်။အေဒင်ဥယျာဉ်မှာအာဒံနဲ့အေဝါသည်ဘုရားမစားနဲ့ဆိုရယ်ကောင်းမကောင်းသိကျွမ်းရအပင်ကိုစားလိုက်ပြီးတော့အပြစ်ထဲမှာကျဆင်းသွားတယ်။ဒါကြောင့်မို့လူက
အိုရတယ်နာရတယ်ဒုက္ခဆင်းရဲခြင်းတွေလောကမှာရင်ဆိုင်ရနောက်ဆုံးဘာလို့လဲသေရတယ်တက်မလို့မှလည်းဒုက္ခဆင်းရဲခြင်းရင်ဆိုင်ရမယ်အဲ့ဒီအပြစ်တွေအားလုံးကိုယေရှုကလက်ဝါးကတိုင်မှာကိုစားအသေးခံပေးတယ်လူမလွတ်မြောက်နိုင်တဲ့အပြစ်တွေလက်ဝါးကတိုင်မှာသေခံတယ်သင်ကျုပ်ပြီးတော့၃ရက်မြောက်သောနေ့မှာသေခြင်းကရှင်ပြန်ထမြောက်တယ်သခင်ယေရှုလက်ဝါးကတိုင်မှာသေခံတာခရစ်ယာန်တွေအတွက်ပဲမဟုတ်ပါဘူးဘာသာတစ်ခုတည်းမဟုတ်လူမျိုးတစ်ခုတည်းမဟုတ်လူသားတစုတည်းမဟုတ်လူတိုင်းအတွက်ဖြစ်တယ်သခင်ယေရှုကလူတိုင်းကိုချစ်တယ်ဘုရားဖြစ်တယ်ဘာသာမခွဲဘူးလူမျိုးမခွဲဘူးအဆင့်တန်းမခွဲဘူးဒါမှမဟုတ်ယေရှုလက်ဝါးကတိုင်မှာသေခံတာဒီမှာရှိတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်းပါတယ်မသိလိုက်မှာဆိုလို့ကျွန်တော်တို့ပါတယ်သခင်ယေရှုကိုယုံကြည်လိုက်တာနဲ့သင်အပြစ်တွေသခင်ယေရှုအသေးခံတယ်ဆိုတာယုံလိုက်တာနဲ့သင်ကအပြစ်ကနေလွတ်ပြီးတော့တတ်မလုံးမှာငဲသွားစရာထာဝရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်ပါတယ်အဲ့ဒီဘုရားသခင်ပရတိတုဥယျာဉ်မှာအသက်ပင်ကိုပြင်ဆင်ထားတယ်အဲ့ဒီအသက်ပင်ကလည်းယေရုရှလင်မြို့သစ်ရဲ့ဘယ်မှာရှိလဲသလားအလယ်မှာပဲရှိတယ်လို့ဗျာဒိတ်ကျမ်းမှာပြန်ရေးထားတယ်နော်ဒီနေ့ကအလယ်အကြောင်းပြောချင်တာနော်အဲ့ဒီဖခင်ဟာကျွန်တော်ဘဝရဲ့အလယ်ဘဟုဖြစ်ဖို့ရန်အတွက်ဒီနေ့တရားလေးကိုခွန်အားပေးချင်တာဗျာဒိတ်ကျမ်းအခန်းကြီး22အပိုင်ငယ်2ဗျာဒိတ်ကျမ်းအခန်းကြီး22အပိုင်ငယ်2အဆုံးပဲเนาะဗျာဒိတ်ကျမ်းဒါကျမ်းစာအုပ်ရဲ့အဆုံးပဲဗျာဒိတ်ကျမ်းခန်းကြီး22အပိုင်ငယ်2မှာမြို့လမ်းမှာဒီမှာလည်းပါပဲလေအလဲမှာမြို့လမ်းမှာအလဲ၌၎င်းထိုမြစ်နှစ်ဖက်၌၎င်းအသက်ပင်ရှိ၏အဲ့ဒီအသက်ပင်ကလည်းယေရုရှလင်မြို့သစ်ရဲ့မြို့လမ်းမရဲ့ဘာမှလဲအလဲမှာပဲကဘာဦးမှာဖျားသခင်ထားတာတော့ကလည်းအေဒင်ဥယျာဉ်ရဲ့ပမာပဲအလဲမှာပဲအဲ့ဒီအလဲဆိုတဲ့နေရာကအတိတ်ပဲရှိပါကျွန်တော်တို့ဘဝရဲ့အလဲဘဟုစန္ဒာအဓိကအရာကဖျားပဲဖြစ်ရမယ်ကောင်းမကောင်းမဖြစ်အောင်ကောင်းမကောင်းဆိုတာကပတ်စံရှိတဲ့အချိန်တွေမရှိတဲ့အချိန်တွေကျမ်းမာတဲ့အချိန်တွေမကျမ်းမာတဲ့အချိန်တွေယုံကြည်သူဟာအချိန်တွေပေါ်မှာမရက်တည်အောင်အချိန်တွေလို့ပြောရင်မကောင်းတဲ့အချိန်တွေကြီးပဲမဟုတ်ကောင်းတဲ့အချိန်တွေလည်းပါတယ်ယုံကြည်သူကကောင်းတဲ့အချိန်တွေမှာလည်းမตายရအောင်မကောင်းတဲ့အချိန်တွေမှာလည်းမညီးတွားရအောင်စိတ်မပြည့်ရအောင်သွားလေရ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့ကျွန်တော်တို့မျက်မှောက်ပြုရမယ့်အရာကဘာပဲလဲဘုရားကိုပဲမျက်မှောက်ပြုအောင်ကျွန်တော်တို့ဒီကိုလာတဲ့ခါမှာ Google Map မှာရှာလိုက်တယ်ဒီဘုရားကျောင်းကိုရိုက်ထည့်လိုက်တယ်ဒီဘုရားကျောင်းကိုမျက်မှောက်ပြုပြီးသွားနေလားမသွားနေလားဆိုတာကိုကျွန်တော်လမ်းမှာ GPS မှာပြန်ကြည့်တာကားကဘယ်ဘက်ကိုရွှေ့နေလဲဖះเจ้าဘက်ကိုမျက်မှောက်ပြုတ်ပြီဆိုရင်လမ်းကြောင်းမှာလောက်သွားပြီလေမှန်သွားပြီတဲ့သွားပြီဒီကိုရောက်လာတယ်ကျွန်တော်တို့ဘဝအသက်တာလဲသွားလေရမှာထာဝရဘုရားကိုမျက်မှောက်ပြုတ်ရင်နဲ့သင်ဤလမ်းခီးတို့ကိုဘုရားခင်ဘာလုပ်မလဲပဲ့ပြင်မလဲနိုင်ငံခြားပဲသွားရမှာလားဒီမှာပဲနေရမှာလားဘယ်အလုပ်ကိုဆက်လုပ်ရမှာလဲဘယ်ပညာကိုဆက်သင်ရမှာလဲသင်ဘဝအသက်တာတော့ဘာမှစိတ်ပူစရာမလိုယုံကြည်သူဟာကိုယ့်ဘဝကိုဖန်တီးတည်ဆောက်ရတာမျိုးလုံးဝမဟုတ်ပါဘူးဆရာရင်ဝတ္ထုနဲ့ကျွန်တော်အများနဲ့ပြောပြတယ်ကျွန်တော်ကတော့ရုပ်ရှင်ကြည့်ရင်လေဇက်ကားထဲမှာရေးထားတယ်စီဇန်သူမအေးအေးဝင်းဆိုတာဘယ်သူလဲတော့မသိဘူးဗျာတော့တော်နာမည်ကြီးတယ်ရုပ်ရှင်တကားမှာစီဇန်သူမအေးအေးဝင်းစီဇန်သူမဟာဒီနာမည်ကခဏခဏရုပ်ရှင်ကားကြည့်တိုင်းမှာတွေ့နေရတယ်စီဇန်သူဒီရုပ်ရှင်တကားလုံးစီဇန်တဲ့သူကျွန်တော်တို့ဘဝကိုလည်းစီဇန်တဲ့သူဖျားသခင်ပဲဖြစ်ပါစေသင်ဘဝကိုစီဇန်တဲ့သူကတခြားသူလည်းမဖြစ်စေနဲ့သင်ကိုယ်တိုင်လည်းမဖြစ်စေနဲ့ငကိုတော့ကျွန်တော်တို့ကမရေရာတဲ့သူလမ်းဘေးရလူဗျကျွန်တော်ငငယ်တော့ကလေဆင်းရဲတာအမေဖေကကြောင်းမထားနိုင်လို့အတော်စီမှာကြောင်းသွားတက်ဖျားသခင်ကိုကျွန်တော်စိတ်ထဲမှာလေအပြစ်မြင်သူများတွေကြောင်းကောင်းကောင်းတက်ရငါတို့ကြာမှကြောင်းကောင်းကောင်းမတက်အောင်မိဘနဲ့မနေအောင်မောင်နှမတွေနဲ့မဆော့အောင်ဟိုးသူများအိမ်မှာကြောင်းသွားတက်ကျွန်တော်အတော်အဲ့ဒီတော်ရဲ့ကျေးဇူးရှိပါသူကြောင်းထားပေးလို့ကျွန်တော်တို့ကစာတက်တာနော်နှမဆိုဘာစာမှတက်မှာမဟုတ်နော်အဲ့ဒီမှာကြောင်းသွားတက်တယ်ဗျာကျွန်တော်တို့ကြမ်းတိုက်အဝိရှောငငယ်လေးနဲ့ကျွန်တော်ကထမင်းချက်တက်တယ်ထမင်းဦးချက်ပျော့သွားလဲအဆူခံရတယ်မာလွန်လဲအဆူခံရတယ်နော်အဲ့တော့မပျော့မမာချက်ရတယ်အဲ့တော့ပေါင်းအိုးတွေသိခင်မစားသေးဘူးရေငှဲ့ချက်ရတယ်ဟာကျွန်တော်ငငယ်လေးနဲ့ထမင်းချက်တက်တယ်အကုန်လုံးတက်တယ်သူများအိမ်မှာအောက်ခြေသိမ်းကြမ်းတိုက်တပြက်စီလဲရေခတ်နော်အကုန်လုံးတယ်အဲ့တော့ဘုရားသခင်ကိုနားမလဲအဲ့တော့
ဘာလဲဘုရားသခင်อ่ะဒါပေမဲ့အခုမှဘုရားသခင်ကိုယေရှုတင်တယ်အဲ့ဒီလိုအောက်ခြေဘုရားသခင်လောက်ခိုင်းတဲ့အတွက်ကြောင့်မာနမကြီးတော့လူတွေကိုမတူသလိုမတန်သလိုမဆက်ဆံတော့လူတိုင်းကိုချစ်တတ်သွားတယ်လူတိုင်းကိုလေးစားတတ်တယ်လက်ဖွေးဆိုင်မှာစပွဲထိုးတဲ့လူတော့အာကျင်းကျင်းတန်းတန်းမပြောသူ့ကိုလည်းလေးစားတာသူ့လို့သူလုံးနေတာအော်ဘုရားသခင်အဲ့နှလုံးသားကိုထည့်ပေးလိုက်အာဒါယေရှုတော်ပဲဒါကြောင့်မို့အခက်ခဲတွေကလေဘုရားသခင်ကပုံသွင်းနေတာကျွန်တော်တို့ဘဝအသက်တာကိုဘုရားသခင်အသုံးပြုဖို့အတွက်မလုပ်နေရလဲပုံသွင်းနေတာငါကိုတော့ကကျွန်တော်တရားဟောချက်တွေရေးထားတာအများကြီးပဲဆရာတွေတရားဟောတာဆရာကြီးတို့မောင်ထုံးတို့နော်ဆရာပက်ထရစ်တို့ကျွန်တော်ရေးထားတာဘာမှဟောမလဲဆိုဘာမှဟောမရှိဘူးဒါပေမဲ့တစ်ချိန်မှာကိုဗစ်လည်းဖြစ်ရောဟာဟောလိုက်ရတဲ့တရားနော်ကျွန်တော်ဘုရားသခင်ကိုဆုတောင်းတော့ဘုရားသခင်ဒီမှာကျမ်းစာတွေပြင်တာဘာမှဟောရမှာလဲညနေမင်းစောင့်ပါအောင်မရတော့ဒီမှာဟောခြင်းတွေဟောကိုဗစ်လည်းကြောက်ဟောတာဗျာနော်နေတိုင်းတရားဟောရတယ်နော် online မှာဟောအပြင်မှာဟောအခုလည်းတောက်လျှောက်ဟိုနွေရာသီတွေကခရီးသွားနေတာနော်ဒီမှာရောက်လာတယ်အပင်တာရှိလေးသွားမယ်ပြီးရင်ကျွန်တော်မိုင်းအောင်သွားမယ်ပြီးရင်ပြန်မယ်ပြန်ပြီးရင်ကျွန်တော်တို့ဘယ်လဲမသိတန်အောင်လားမသိဘူးနော်မှုတ်ဟောပါလဲဇလုံဘတ်သွားမယ်နော်ကနုကလေးဇလုံဘတ်သွားပြီးရင်တောင်ကြီးတစ်ခေါက်ပြန်တက်မယ်တောင်ကြီးပြီးရင်တန်အောင်ကြီးသွားမယ်တန်အောင်ကြီးသွားခေါ်လိုက်ရတယ်ဗျာနေမညာမှာနော်ဘုရားသခင်အရွက်များတိုက်သလားနော်အဲ့တော့ဘုရားသခင်ခေါ်စမ်းမင်းနော်အဲ့တော့တစ်ချိန်မှာဘုရားသခင်ကအသုံးပြုဝင်အတွက်ကျွန်တော်တို့ဘာလုပ်လဲပြင်ဆင်ပေးတာကျွန်တော်တို့ဘဝအသက်တာဆိုတာဘုရားအတွက်ပဲဗျတကယ်တော့ကျွန်တော်တို့ဘဝဟာဘုရားအတွက်အသုံးပြုဖို့ဘာမှမတော်မတတ်တဲ့သူတွေကျွန်တော်ဆရာဆိုင်အင်္ဂလိပ်လိုဆိုသွားတာဟာကျွန်တော်ဖြုံသွားတယ်နော်သူတယောက်တည်းနေအင်္ဂလိပ်လိုဆိုတာနားတော့ဟာတကယ်နော်ကျွန်တော်လူကိုမကြည့်ပဲနဲ့နားတော့တကယ်နော်ဘောလူမရှိဘဲနဲ့ဆိုတာဟောပြောတာပါအတန်ကြီးပဲသိတဲ့နားတော့ရင်တကယ်နိုင်ငံသားတယောက်စုံနေတယ်လို့ပဲဟာနော်တော်အောင်ဖို့ကောင်းတော့ဟာကျွန်တော်အင်္ဂလိပ်စကားဗျာဟိုးစင်ကာပူရောက်သွားတယ်အင်္ဂလိပ်စာတက်လို့တော့မဟုတ်နော်ကျွန်တော်ဆရာတော်ဒီကျွန်တော်တစ်ခေါက်လိုက်တယ်ဟာဆရာဖြစ်ပါမလားဟာရတယ်လာခဲ့တယ်နော်ဆိုင်မှာကော်ဖီသွားတောက်တယ်ကော်ဖီသွားတောက်တော့ရေးထားတာအများကြီးပဲသူပုံပြထားတယ်ဈေးနှုန်းလည်းကတ်တာတိတ်မခတ်ဘူးလေအဲ့တော့ဘယ်လိုမှာမလဲပေါ့နော်this one two ဟာwhat thing one and တိတ်မြင်မြတ်စကားတွေပြောစရာမလို this one two okay နော်အဲ့တော့ तू ကကော်ဖီပြင်အဲ့ဒီကော်ဖီထဲမှာထည့်မဲ့အစာပလာတွေ तू ပြောဗျဟာနို့တွေရောဘာတွေရောအမ तू ပြောလာတာချောကလက်တွေရောထည့်မလားပါညာမေးတော့အဲ့လောက်ထိကျတော့ကိုယ်မဖြေတတ်တော့အဲ့တော့ तू တခုမှပြောလိုက် everything is okay အားလုံးအဆင်ပြေတယ်ဟာပြီးသွားရင်တော့အဲ့တော့ကျွန်တော်တော့သုံးတဲ့စနစ်ကတိတ်ကိုခဲရခဲစင်းမဟုတ်ဘူးဗျာနော်အဲ့တော့ကျွန်တော်အမှစင်ကူရောက်တော့အဲ့တယောက်ကသူ့အမျိုးသားစင်ကူနိုင်ငံသားနော်ဟိုတရုတ်လူမျိုးပေါ့မြန်မာလိုမတက်ဘူးလေတော့အင်္ဂလိပ်နဲ့တရုတ်ပဲတက်တယ်သူ့အိမ်ကိုလိုက်ပြတာဘာသူ့အိမ်ကဘယ်ခန်းနေပါအင်္ဂလိပ်လိုကျွန်တော်ရှင်းပြတာကျွန်တော်ပြောတာ very nice သူကျွန်တော်တော်တင်ကြည့်တာနော်ကျွန်တော်အဲ့တုန်းကတက်တယ် very nice နော်နောက်တော့မှပြောဒီဆရာမတက်ဘူးတဲ့နော်သူသဘောပေါက်သွားတယ်နော်အဲ့တော့ကျွန်တော်အများကြီးတက်လို့ဘုရားသခင်ကျွန်တော်သုံးတာလည်းမဟုတ်ဗျဘာမှမတော်မတက်တဲ့သူတွေပါဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့အင်းဝင်ကလေးသတင်းစကားအတွက်ကျွန်တော်တို့ကိုရွေးကောက်ပြီးအသုံးပြုတယ်ငကိုတော့ကကျွန်တော်တို့ကလမ်းလျှောက်ရင်ဘေးပညာသိကြည့်တာမအောက်ပဲကြည့်တာပတ်စံလေးပါလေးကောက်ရမလားဗောနော်သူများလွတ်ပြထားတာလေးပါလေးကောက်အောင်ဒီလိုပဲစိတ်ဝင်စားလားနော်ဟိုတော့ကျွန်တော်တို့ဒီလန်ဒန်စလိတ်ပေါ့အရင်တောက်လို့ကောင်းတော့ဗျာအဲ့ဒီလန်ဒန်အနှံ့လေးဆိုနေကျွန်တော်ဘလို့ကြိုက်လို့ကြိုက်မှမသိနော်သူများတောက်ရင်တော့အဲ့အနှံ့လိုက်ရှူတာနော်အဲ့ဒါဝယ်မတောက်နိုင်ဘူးဗျာသူများလွတ်ပြထားတဲ့အဲ့မှာစလိတ်တို့တွေတွေ့ရင်လေလိုက်ကောက်တောက်ကွန်ရဆိုင်လေးမှာမင်းကြီးလို့စလိတ်တို့လိုက်ကောက်တောက်တဲ့ဘဝဗျာကျွန်တော်တို့ဘဝဆုပ်ပြတ်တန်းအိမ်မှာပြန်တယ်ဟိုလမ်းမှာအိတ်ချင်းအိတ်တယ်တခါလေဟိုကားလမ်းမှာအိတ်တယ်နော်ကားတက်မကြိတ်တာတော်သေးတယ်အဲ့ဒီလိုလမ်းဘေးမှာနေလမ်းဘေးမှာစားနော်သူများတော့ကျွန်တော်တို့ဘာမှဒုက္ခမပေးဘူးနေချင်သူနေတာပေါ့ဗျာအပေတေပေါ့အဲ့ဒီလိုလမ်းဘေးကလူတယောက်ကိုတကယ်မြင့်မြတ်တန်ရှင်းတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဟောဖို့ရန်အတွက်ဖခင်ပြင်ဆင်ထားတဲ့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အရာဒါပေမဲ့ဖခင်သခင်ကျွန်တော်တို့ဖခင်ရဲ့ကျေးဇူးတော်အားဖြင့်အခုလည်းအရန်ကောင်းလို့မဟုတ်ပါဘူးဖခင်သခင်ကသူ့ဘာသူပုံသွင်းပြီးတော့အသုံးပြုတာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ညိုရောက်စီတိုင်းကျွန်တော်တို့ဘဝအသက်တာထဲမှာလေဖခင်သခင်ကကျွန်တော်တို့ကိုပုံသွင်းပြုပြင်နေတယ်သူရဲ့အမှုတော်အတွက်သူရဲ့နိုင်ငံတော်အတွက်ဒီမှာရှိတဲ့သူရောက်စီတိုင်းတ
တယောက်မှအသုံးမရတဲ့သူမရှိဘူးအားလုံးကသူ့နေရာနဲ့သူဘာလုပ်နေလဲတန်ဖိုးရှိနေတယ်ခတ်တာကကျွန်တော်တို့ကသူများနဲ့နှိုင်းရှင်လို့ပြဿနာတက်တာသူများကိုအားကြပြီးတော့သူများအောင်မြင်အောင်လဲမနာလို့ဖြစ်သူများမှာရှိတဲ့ဟာကိုလဲသွားပြီးတော့အားကြတကယ်တော့ဖခင်သခင်ကသင်ကိုသူများနဲ့တူဖို့ဖန်ဆင်းထားတာမဟုတ်ဘူးသင်ရသင်ပဲသင်ရဲ့ဘဝကိုသင်ကိုယ်တိုင်မစီမံနေပါနဲ့စီစဉ်သူဟာဖခင်ပဲဖြစ်ပါစေကျွန်တော်တို့ဘဝရဲ့စီစဉ်သူကဖခင်ပဲဖြစ်သင်ဘဝရဲ့စံတာသင်ဘဝရဲ့ဗဟိုပြုချက်ကဖခင်ပဲဖြစ်အားလုံးမှန်သွားတယ်အားလုံးကစနစ်တကျဖြစ်သွားတယ်ဖခင်ကိုဗဟိုမပြုတ်ရင်အားလုံးကမောင်မယွန်းယွန်းနေဖြစ်ကုန်ကျွန်တော်ဒီကိုလာတဲ့လမ်းမှာဒီဖခင်เจ้าရဲ့နော် location ကိုဗဟိုမပြုတ်တဲ့ခါမှာအဲ့ဒါမှလဲတာဗျာလဲတာဒီဖခင်เจ้าရဲ့ location ကိုဗဟိုပြုတ်လိုက်တဲ့ခါမှာလာရတဲ့နေတာဒီမှာတဲမဲရောက်လာတယ်ကျွန်တော်တို့ဘဝအသက်တာလမ်းကိုဖခင်ကပေးပြင်မယ်လို့ကျမ်းစာဖော်ပြတယ်သွားလေရမှာထောက်တော်ဖခင်ကိုမျက်မှောက်ပြုဖို့ပဲသင်ရဲ့ focus သင်ရဲ့အာယုံစိုက်မှုဟာသင်ရဲ့ပတ်စံကိုလည်းအာယုံမဆိုင်နဲ့သင်ရဲ့အလုပ်ကိုလည်းအာယုံမဆိုင်နဲ့သင်ကိုကူညီနိုင်တဲ့သူတွေကိုလည်းသွားပြီးတော့အားကိုးပြီးတော့အာယုံမဆိုင်နဲ့သင်ရဲ့ယောဂါကိုလည်းအာယုံမဆိုင်နဲ့သင်ရဲ့ပြဿနာကိုလည်းအာယုံမဆိုင်နဲ့ပြောချင်တာကောင်းခြင်းဆိုးခြင်းကိုအာယုံမဆိုင်နဲ့ဖခင်ကအဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်အသီးကိုမစားခိုင်းဘူးဆိုတာကကောင်းခြင်းဆိုးခြင်းကိုဘာမလုပ်စေချင်တာအာယုံမဆိုင်စေချင်တာအသက်ပင်ကိုပဲအာယုံဆိုင်ပါအသက်ပင်ဥယျာဉ်ရဲ့ပုံမှာရှိလေအလယ်မှာရှိတယ်အဲ့နှစ်ပင်စလုံးအလယ်မှာထားတယ်ဆိုတာအတိတ်ပဲရှိပါတယ်သင်ပါကိုရွေးပါလေကောင်းမကောင်းကိုရွေးပါလားအသက်ပင်ကိုရွေးပါလားဖခင်သခင်ကိုရွေးပါလားဘဝရဲ့အခြေအနေတွေပေါ်မှာယက်တည်ပြီးတော့အသက်ရှင်ပါလားဒီနေ့ဖခင်သခင်ကိုပဲမျက်မှောက်ပြုပြီးတော့ဗဟိုပြုပြီးတော့အသက်ရှင်မှုဖြစ်ပါတယ်ဣသရေလလူမျိုးတွေတောထဲမှာခရီးသွားတဲ့ခါမှာတဲ့တဲတော်ကဘာမှရှိတယ်သူတို့ရဲ့အလယ်မှာရှိတယ်တဲတော်ဣသရေလလူမျိုးတွေက12မျိုးရှိတယ်အရှေ့ဘက်မှာ3နွယ်အနောက်ဘက်မှာ3နွယ်မြောက်ဘက်မှာ3နွယ်တောင်ဘက်မှာ3နွယ်အရှေ့နောက်တောင်မြောက်3လေးလီ12အလယ်မှာပါရှိလေတဲတော်လေဝိနဲ့ယေဘရဟိတ်တွေကအဲ့ဒီတဲတော်ရဲ့အလုပ်ကိုလုပ်ရတယ်ဖယားသခင်ကသူတို့ရဲ့ဗဟိုစံတာပဲအဲ့ဒီတဲတော်ဟိုဗဟိုပြုတ်ပြီးတော့ပဲသူတို့ကစခန်းအောင်အိတ်တိုင်းချရတဲတော်ရဲ့ပတ်ပတ်လည်မှာအတိတ်ပဲကမင်းတို့ဘဝရဲ့ဗဟိုစံတာကဖယားပဲဖြစ်ရဖယားကိုပဲမလုပ်နေရမယ်မျက်မှောက်ပြုတ်နေရမယ်ဖယားကိုပဲအာယုံဆိုင်ရမယ်ဒါဆိုရင်မင်းတို့ဘယ်တော့မှလမ်းမမောင်းမင်းတို့ဘယ်တော့မှမှားသွားစရာအကြောင်းမရှိမဿဲခန်းကြီး18:20မှာလဲဘယ်လိုရေးထားလဲဒီမြေကြီးပေါ်မှာတဲ့နှစ်ဦးသုံးဦးဟာသဘောတူပြီးတော့ဆုတောင်းမယ်ဆိုရင်တဲ့မဿဲခန်းကြီး18အပိုင်းငယ်20အကြောင်းမူကားအကျင့်အရက်၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုထောက်၍စီဝေကြ၏ထိုရက်၌သူတို့ဒီမှာလဲအလဲပဲသူတို့အလဲမှာဘာလုပ်မလဲငါရှိမယ်ဖခင်ကကျွန်တော်တို့အလဲမှာရောက်လာမယ်အဲ့ဒီအလဲဆွဲစကလုံးကကျွန်တော်တို့ရဲ့ဗဟိုစံတာဖခင်မျက်မှောက်ပြုဖို့ဖခင်ကိုပဲကျွန်တော်တို့ဘဝရဲ့အဓိကနေရာမှာထားဖို့ဖခင်ကိုအနောက်မှာမထားခဲ့ပါနဲ့ဖခင်ကသင်ဘဝရဲ့ဥဆောင်မယ်ဖခင်ဖြစ်တယ်သင်ဘဝကိုစီစဉ်မယ်ဖခင်ဖြစ်တယ်သခင်ရှုရှင်ပြန်ထမြောက်ပြီးတော့တပည့်တော်တွေကတကားပိတ်ထားသူတို့စုဝေးနေတဲ့အချိန်မှာသခင်ရှုပမာပေါ်လာလဲအဲ့ဒီတပည့်တော်ရဲ့အလယ်မှာပေါ်လာတယ်လို့ကျမ်းစာကဖော်ပြတယ်ရှင်ယောဟန်ခရစ်ခန်းကြီး20အပိုင်ငယ်19မှာရှင်ယောဟန်ခရစ်ခန်းကြီး20အပိုင်ငယ်19မှာခုနှစ်ရက်တွင်ပထမနေ့ရက်ဖြစ်သောထိုနေ့၌ညအချိန်ရောက်သောအခါယူဒလူတို့ကိုကြောက်၍တကားများကိုပိတ်ထားလျက်တပည့်တော်တို့သည်စီဝေးကြသောအရက်သို့ယေရှုသည်ကြွလာ၍အလယ်မှာရက်တော်မူလျက်သင်တို့၌ငြိမ်သက်ခြင်းရှိစေတည်းဟုမိန့်တော်သခင်ရှုအလယ်မှာပဲတပည့်တော်တွေရဲ့အလယ်မှာအဓိကကကျွန်တော်တို့ဘဝရဲ့ဗဟိုစံတာကဖခင်ဖြစ်ပါစေဆိုတဲ့ဒီအကြောင်းအရာကိုရည်ညွှန်းနေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝရဲ့ဗဟိုပြုခြင်းဟာဘယ်ရာကိုမှမဖြစ်ပါစေနဲ့ကောင်းခြင်းမဖြစ်စေနဲ့ဆိုးခြင်းဖြစ်စေနဲ့ဘယ်ရာဝဲပုံပြရမလဲသခင်ရှုကိုပဲဗဟိုပြုရမယ်
ကျွန်တော်တို့ဘဝရဲ့ဆန္ဒကျွန်တော်ဘဝရဲ့ဗဟိုပြုချက်ကအဲ့မဲ့ကျွန်တော်တို့ကများသောအားဖြင့်လူဟာ self center ကိုဗဟိုပြုပြီးတော့အသက်ရှင်တာများငါအောင်မြင်ရမယ်ငါချမ်းသာရမယ်ငါကြွယ်ဝရမယ်ငါဘာဖြစ်ရမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်သွားတယ်ကျွန်တော်ကကိုဗဟိုပြုရမှာမဟုတ်ဘယ်သူ့ဗဟိုပြုရအောင်သခင်ယေရှုကိုပဲဗဟိုပြုရအောင်ဒါမှမဟုတ်ကျမ်းစာဖတ်ရင်ကျွန်တော်တို့စဉ်းစားရင်အကြောင်းအရာတစ်ခုခုကိုတွေးရင်ကျွန်တော်ဆင်ခြင်တဲ့အခါမှာဘယ်သူ့ကိုပဲအဓိကထားရမယ်သခင်ယေရှုကိုပဲအဓိကထားသင်ကပတ်စံအကြောင်းပြောရင်လေငွေအကြီးကြွယ်ဝခြင်းအကြောင်းပြောရင်လေဘယ်သူ့ကိုပဲဗဟိုပြုအောင်သခင်ယေရှုကိုပဲပို့အောင်ယေရှုဗဟိုသခင်ယေရှုရှိခြင်းကငါဘဝရဲ့ကြွယ်ဝချမ်းသာခြင်းအဲ့ဒါကိုသင်မသိသေးသင်ရဲ့အသက်တာထဲမှာမှားနေဦးမှာဗဟိုပြုတာလွဲရင်အသက်တာတစ်ခုလုံးလွဲနေဦးမှာကျွန်တော်ရဲ့ဥတီချက်တွေလွဲသွားလိမ့်တိုးတစ်ကောင်ကဘသူ့ကိုပဲမျက်မှောက်ပြုပြီးအသက်ရှင်ရတယ်စိမ့်လန်းသောကျက်စားအရက်ကိုသွားမျက်မှောက်ပြုရင်အဲ့တိုးကလမ်းလွဲပြီပေါ့တာယာသောမျက်နှာအရက်ကိုပဲမျက်မှောက်ပြုရင်အဲ့တိုးကလမ်းလွဲပြီပေါ့တိုးတစ်ကောင်ကတိုးဒိန်းကိုပဲမလုပ်နေရလဲမျက်မှောက်ပြုနေရတယ်သေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲကိုရောက်ရင်လေသူ့ရဲ့မျက်မှောက်ပြုခြင်းကဘသူပဲဖြစ်ရမလဲတိုးဒိန်းပဲဖြစ်ရမယ်ဒါမှ तू ကတိုးဒိန်းခေါ်တဲ့နောက်ကိုမှန်ကန်စွာလိုက်သွားတတ်မှာဒါဆို तू လမ်းမမာတော့ဒါမို့ကျွန်တော်တို့ဘဝရဲ့ဗဟိုပြုရမယ့်အရာမျက်မှောက်ပြုရမယ့်အရာကဘသူပဲလဲဖခင်သခင်ပဲဖြစ်ရမယ်သင်ဘဝအသက်တာရဲ့ကောင်းခြင်းဆိုးခြင်းအခြေအနေတွေကိုမျက်မှောက်မပြုနဲ့ဖခင်ကဒီလောကထဲမှာကောင်းတဲ့အခြေအနေလည်းပြင်ဆင်ထားတယ်ဆိုးတဲ့အခြေအနေလည်းပြင်ဆင်ထားတယ်ဘဝဆိုတော့အမြဲတမ်းဆိုးမနေဘူးကောင်းတဲ့အခြေအနေလည်းရောက်လာအောင်ပါကောင်းတဲ့အခြေအနေကိုလည်းသွားမตายရနဲ့ဘဝဆိုတော့အမြဲတမ်းကောင်းမနေဘူးဆိုးတဲ့အခြေအနေလည်းမလုပ်အောင်ပါကြုံတွေ့ရအောင်ပါဘဝဆိုတော့နှိမ့်တလဲမြင့်တလဲအကွေ့ကောက်တွေတကယ်ကိုများလဲကြံစီတိုင်းအဲ့ဒါဆရာရဲဝံတို့တခြင်းနော်အဲ့ဒါတော့သူ့တခြင်းသွားတည်းရနော်ဘဝဆိုတော့နှိမ့်တလဲမြင့်တလဲဟုတ်တယ်နော်ကျွန်တော်တို့ဘဝဟာကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမယ်ဖခင်သခင်အဲ့ဒါတွေကိုကြုံတွေ့စေတယ်ဖခင်သခင်ဘာလို့အကောင်းတွေပဲပေးမတွေ့တာလဲဘာလို့အဆိုးတွေထားထားသေးလဲမဟုတ်ဘူးအဲ့ဒီကောင်းခြင်းဆိုးခြင်းအခြေအနေတိုင်းမှာဖခင်ကိုမျက်မှောက်ပြုတတ်ဖို့ဖခင်ကအလိုရှိတာဖြစ်တယ်စိမ့်လန်းသောကျက်စားအရက်ကိုတိုးရင်းကြီးကခေါ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအရက်ကိုအာယုံဆိုင်ဖို့ဖခင်လို့တော့ဒါမို့သင်ကိုဖခင်သခင်ကကြွယ်ဝချမ်းသာခြင်းတွေပေးနိုင်ပါတယ်ဖခင်သခင်ကသင်ကိုချမ်းသာခြင်းတွေပေးနိုင်ပါတယ်ဖခင်သခင်ကသင်လိုတဲ့အရာတွေပေးနိုင်ပါတယ်ဒါပေမဲ့သင်ရဲ့မျက်မှောက်ပြုခြင်းဟာအဲ့ဒီလောကစည်းစိမ်တွေကိုတွားပြီးတော့အာယုံမရောက်နဲ့ဘယ်သူ့ပဲအာယုံရောက်အောင်မလဲဘုရားသခင်စီမှာပဲအာယုံရောက်တခါတရံမှာတိုးတိုင်းကြီးကသေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲကိုလည်းခေါ်သွားလိမ့်မယ်သင်ဘဝမှာယောဂတွေပြဿနာတွေဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့နိုင်တယ်ဒါပေမဲ့အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကိုလည်းတွားပြီးတော့မျက်မှောက်အဲ့ဒါကိုတွားအာယုံမဆိုင်နဲ့ဘယ်သူ့ကိုပဲအာယုံဆိုင်ရမလဲတိုးတိုင်းကိုပဲအာယုံဆိုင်ပါကိုတော်ဒီကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နဲ့တောင်ဝေးတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါတယ်ဘာဖြစ်လို့တိုးတိုင်းကြီးကအဲ့ဒီသေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ဝမ်ထဲကိုခေါ်လာခဲ့လေဂျိုင်ဝမ်ရဲ့တစ်ဖက်မှာဖခင်ပါပြင်ဆင်တာလေစားပွဲကိုပြင်ဆင်ထားတယ်ကျွန်ုပ်ရဲ့ရန်သူတို့ရှေ့မှာကျွန်ုပ်ဖို့စားပွဲကိုခင်းတယ်ကျွန်ုပ်ရဲ့ခေါင်းကိုစီးနေလိမ့်တယ်ကျွန်ုပ်ခွက်ဖလားကအဲ့တော့ဂျိုင်ဝမ်ရဲ့တစ်ဖက်မှာဖခင်ကစားပွဲကိုပြင်ဆင်ထားတဲ့အတွက်ကြောင့်တိုးတိုင်းကြီးကခေါ်သွားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကောင်းခြင်းဆိုးခြင်းအခြေအနေတွေကိုမျက်မှောက်မပြုဘဲနဲ့ဖခင်ကိုပဲမျက်မှောက်ပြုပါတမန်ကျမ်းစာထဲမှာဣသရေလလူမျိုးတွေတောထဲမှာမီးမွေကြိုက်ခံရတဲ့အဖြစ်အပျက်တစ်ခုကျွန်တော်ဖတ်ဖူးလိမ့်မွေကြိုက်ခံရတဲ့သူကဘယ်နေရာကိုကြည့်မှထင်လဲအေးဘောသူ့ရဲ့ဒဏ်ရာပဲကြည့်ပါဦးအကြိုက်ခံရတဲ့နေရာပဲကြည့်ပါဦးမွေကအများဆုံးအဖြစ်ဘယ်ကိုကြိုက်လဲအေးဘောဒီငယ်ရိတ်တက်ပေါက်တာတော့နော်အဲ့ဒီလူကကင်မီကောက်ထောင်ရှောက်အောင်တော့မပြောတတ်ဘူးနော်အဲ့တော့တစ်ပင်မောပြုတ်ချင်တော့တစ်မျိုးပေါ့ဒါပေမဲ့များသောအားဖြင့်ဘယ်ပေါက်မလဲအဲ့ဒီခြေထောက်ကိုပေါက်လိုက်အဲ့ဒီလူကဘယ်ကိုကြည့်မလဲခြေထောက်ပဲကြည့်မှာပေါ့သူ့အာယုံပဲရောက်မလဲအဲ့ဒီအနာကိုပဲရောက်မှာပေါ့ဒဏ်ရာကိုပဲရောက်မှာပေါ့အဲ့ဒါကိုပဲ तू ကောင်းအောင်ဘယ်လိုလုပ်အောင်မလဲဘာစီးထည့်ရအောင်မလဲဘယ်လိုပတ်တိစီးရဒါပဲ तू စူးစမ်းပြီးလုပ်မှာပေါ့ဘုရားသခင်ကမောရှေကိုပြောတယ်ကြေးဝါမွေရုပ်ကိုတိုင်မှာမြောက်ထားလိုက်မွေကြိုက်ခံရတဲ့သူကဘာကိုလှမ်းကြည့်ရမလဲကြေးဝါမွေရုပ်ကိုလှမ်းကြည့်လိုက်တာနဲ့အသက်ချမ်းသာလွယ်လွယ်လေးတော့ဘုရားပြင်ဆင်တာဘာမှမခက်ဘူးကြည့်လိုက်ရုံပဲကြည့်လိုက်တာနဲ့ဘာဖြစ်သွားပြီလဲယောဂပျောက်ပြီအသက်ချမ်းသာပြီဒါပေမဲ့ဣသရေလလူမျိုးတွေကမကြည့်ဘူးတချို့တွေကအတင်းတမဇက်ကိုလှည့်ပြီးဟိုမှာကြည့်မျက်လုံးဖွင့်နော်မကြည့်ဘူးဗျာမဟုတ်ဘူးဒီမှာနာနေတာပဲကြည့်မှာပေါ့မဟုတ်ဘူးဟိုမှာကြည့်လိုက်တာနဲ့ဘာလို့သွားပြီလဲ
ပျောက်သွားပြီတချို့ကလေပင်ခိုင်မာတယ်ဆိုတာလေဟာဒီဒဏ်ရာပေါ်မှာပဲအာယုံဆိုင်နေတယ်ဖခင်ကသူ့ကို focus လုပ်ပါအဲ့ဒီမွေရုပ်ထုကိုဖခင်လောက်ရခြင်းကအဲ့ဒီမွေရုပ်ထုကိုကိုးကွယ်ဖို့မဟုတ်ဘူးနောင်ကာလတွေကြာတဲ့အခါမှာဣသရေလလူမျိုးတွေဘာလုပ်တယ်မှလဲအဲ့ဒီမွေရုပ်ထုရှေ့မှာတဲ့နတ်သားပေါင်းတွေသွားမီးရှို့ပူဇော်တယ်ဘယင်တစ်ပါးဟေဇကိဆိုတဲ့ဘယင်တစ်ပါးလက်ထက်မှာအဲ့ဒီမွေရုပ်ကိုဘာလုပ်ပလိုက်ရလဲဖျက်ဆီးပလိုက်ရတယ်ဖျားစီအာယုံမရောက်ဘဲနဲ့မွေကိုပဲအာယုံသွားရောက်လို့ဖျားသခင်ကဒီမွေရုပ်ကိုကြိတ်ခိုင်းနေဆိုတာကဖျားရဲ့ကယ်တင်ခြင်းကိုကြိတ်ပါလို့ပြောချင်တာလူတွေကဖျားစီကိုအာယုံမရောက်ဘူးကိုယ့်ရဲ့ဒဏ်ရာတွေကိုယ့်ရဲ့အကျွေးတွေကိုယ့်ရဲ့ယောဂါတွေကိုယ့်ရဲ့မိသားစုပြဿနာတွေမှာပဲဘာလုပ်နေလဲအာယုံရောက်နေတယ်သင်ရဲ့အာယုံကအဲ့ဒီနေရာတွေမှာရောက်နေသွေးသင်ဘဝကဘယ်တော့မှဖျားရဲ့လမ်းကြောင်းတွေကိုရောက်မလာသင်ဘဝကအဲ့ဒီစားစရာတွေတောက်စရာတွေဝတ်စရာတွေပတ်စံတွေပေါ်မှာတာယာနေသွေးဖျားရဲ့လမ်းကြောင်းတွေကိုရောက်မလာဘူးဥတီချက်လာရမှားသွားတယ်ဥတီချက်လာရမှားသွားရင်ဖျားနဲ့တဖြည်းဖြည်းဝေးသွားလိမ့်မယ်ဒါကြောင့်မို့စာတန်ရဲ့အဓိကရည်ရွယ်ချက်ကသင်ကိုဖျားနဲ့ဝေးဖို့ပဲဖျားနဲ့ဝေးရင်ကျွန်တော်အသက်တာဘာလုပ်ပြီလဲပျက်စီးပြီးဆုံးရှုံးပြီဒါကြောင့်မို့ဖျားနဲ့အနီးမှာအသက်ရှင်ဖို့ရအတွက်မျက်ခြေမပြတ်စေနဲ့သွားလေရတိုင်းထောက်တော်ဖျားကိုမျက်မှောက်ပြုပါ focus သင်ရဲ့အာယုံဆိုင်မှုကဖျားစီမှာရှိပါတယ်ပေတရုကသခင်ရှုရေပေါ်မှာလမ်းလျှောက်ပြီးလာတဲ့အခါမှာကိုတော်မှန်ရင်ကျွန်တော်လည်းရှောက်ရတော့အခွင့်ပေးပါပေတရုလာခဲ့သူ့ရဲ့အာယုံဆိုင်မှုကဖျားစီမှာသခင်ရှုစီမှာရှိတဲ့အခါမှာတဘာဝလွန်သွားတယ်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်ဒါပေမဲ့သူ့ရဲ့အာယုံကဘယ်ကိုရောက်သွားတဲ့အခါမှာလှိုင်းတဘိုးတွေကိုအာယုံရောက်တဲ့အခါမှာချက်ချင်းရေထဲမှာလို့သွားလဲနင်းမြုပ်သွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝတက်တာထဲမှာကျွန်တော်တို့ရဲ့အာယုံဆိုင်မှုကဖျားစီမှာမရှိရင်လောကရဲ့အနှိမ့်အမြင့်အခြေအနေတွေကိုရောက်သွားခဲ့ရင်ဘာလို့သွားတတ်လဲနင်းမြုပ်သွားခဲ့တယ်အဲ့ဒီလိုဘဝမှာနင်းမြုပ်သွားရင်လေစိတ်မပြတ်သွားပါနဲ့ပေတရုကြီးဘာလုပ်လဲချက်ချင်းသခင်ရှုကိုကယ်မတော်မူပါသခင်လို့လှမ်းអော်တယ်တကယ်တော့ပေတရုစူးစမ်းပြီးကူးလို့ရပါသေးတယ်သူလည်းတငါတယ်ပဲဒါပေမဲ့သူ့ရဲ့စူးစမ်းအားထုတ်မှုပေါ်မှာအသက်မရှိဘူးကယ်မတော်မူပါသခင်လို့ပြောတဲ့အခါမှာကျမ်းစာမှာဘယ်လိုရေးလဲယေရှုသည်တဲ့လက်တော်ကိုချက်ချင်းဆန့်၍အမချက်ချင်းဆိုတဲ့စကားလုံးတစ်လုံးပါချက်ချင်းဆန့်၍ဘာလုပ်လိုက်လဲသူ့ကိုကယ်တင်တယ်ကျွန်တော်ကိုးကွယ်တဲ့ဖခင်ကလေသူ့ကိုမျက်မှောက်မပြုမိပဲတခြားအရာတွေမျက်မှောက်ပြုမိလို့သင်ဘဝနစ်မြုပ်သွားရင်တော့ပြန်ပြီးတော့ထူပေးမဲ့ဖခင်ဖြစ်တယ်ပြန်ပြီးတော့မဆမဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ဖခင်သခင်စီကိုပဲတိုးဝင်လိုက်ပါကျွန်တော်တို့ဘဝရဲ့ဗဟိုပြုချက်ကငါဆိုတဲ့အတ္တဆန်ဆိုတာကိုဗဟိုပြုပြီးတော့အသက်မရှင်ပါနဲ့ငါချမ်းသာဖို့ငါကြွယ်ဝဖို့ငါကောင်းစားဖို့ငါသူများရဲ့အမြင့်မှာနေရဖို့ငါသူများထက်နာမည်ကြီးဖို့ငါသူများထက်ကြော်ကြားဖို့ငါသူများထက်ပြဿနာနော်ငါသူများထက်ပြဿနာရှာတော့သူနော်ကျွန်တော်တို့ကသူများထက်ပြဿနာရှာတော့သူပဲပို့ဖြစ်တာလေနော်ကျွန်တော်တို့ငယ်ငယ်တော့ဆိုရင်အတန်းထဲမှာနော်ဟိုစာမွေးဖြေလို့နော်စာမွေးဖြေလို့ကိုတခါမှစာမွေးကဖြေမဖြေနိုင်တာအဲ့တော့တကယ်ချင်းမေးကြည့်တယ်တကယ်ချင်းမေးဘလို့လဲဖြေနိုင်လားဆိုတကယ်ချင်းကမဖြေနိုင်ဘူးကွာဟာနည်းနည်းစိတ်ချမ်းသာသူလည်းမဖြေနိုင်အဖို့ရှိတာပေါ့နော်အဲ့တော့နောက်တစ်ယောက်မေးကြည့်တယ်ဒါပေမဲ့မိန်းကလေးကျတော့အရင်ဖြေနိုင်တယ်ကြည့်မရတော့နော်ကိုကမဖြေနိုင်ဘူး तू ကဖြေနိုင်တာ哦အဲ့တော့ကျွန်တော်တို့အသက်တာထဲမှာနော်ကိုနဲ့နော်ခွန်အားယူတာလွဲတာကိုနဲ့ဟာသူလည်းမရအောင်ကိုလည်းမရဆိုဟာဒါဆိုရင်နည်းနည်းတော်သေးတာပေါ့နော်ဟာသူများဖြေနိုင်ကိုကမဖြေနိုင်ဆိုစိတ်ဓာတ်တွေကကြာနော်အဲ့တော့ကျွန်တော်တို့ဘဝအသက်တာထဲမှာနော်ကျွန်တော်တို့ရဲ့အသက်တာရှောက်လန်းတဲ့အခါမှာကျွန်တော်တို့ရဲ့ဗဟိုပြုချက်ကဖျားပဲဖြစ်ဖို့အင်မတန်ရေးကြည့်ပါအဲ့လိုမှမဟုတ်ရင်ကျွန်တော်အသက်တာအကုန်လွဲရောဖျားကိုဗဟိုမပြုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းတစ်ခုလုံးကမှားယွင်းသွားလိမ့်မယ်ဒါမို့နေ့ရက်စဉ်တိုင်းမှာဖျားကိုမျက်မှောက်ပြုပါကောင်းခြင်းဆိုခြင်းအခြေအနေတွေကိုမျက်မှောက်မပြုလိုက်ပါနဲ့ဣသရေလလူမျိုးတွေကိုဖျားကအဲ့ဒါတုံ့တင်တယ်နှစ်40လောက်တုံ့တင်လိုက်ဖျားကပုံမှာပဲရှိလေသူတို့ရဲ့အလယ်မှာပဲရှိတယ်မင်းတို့ဘဝသွားလေရမှာထောက်တော်ဖျားကိုမျက်မှောက်ပြုပါဒါမို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းမှာတော့ဖျားကိုအာယုံစိုက်ပြီးတော့ကျွန်တော်တို့ဘဝရဲ့အရင်အမြစ်ကဘာတူပဲလဲဖျားပဲကျွန်တော်ဘဝရဲ့အရင်မြစ်ကပတ်စံမဟုတ်ကျွန်တော်ဘဝအရင်မြစ်ကကျွန်တော်အလုံးမဟုတ်ကျွန်တော်ဘဝအရင်မြစ်ကကျွန်တော်ကူညီမဆနိုင်တဲ့သူတွေမဟုတ်ကျွန်တော်ဘဝရဲ့အရင်မြစ်ကဖျားပဲဖျားသခင်ရှိရင်ကျွန်တော်ဘဝတတာပြည့်ပြည့်စုံပါလေ
ပတ်စံရှိမှပြည့်စုံတာမဟုတ်သင်ပတ်စံရှိလဲဖခင်ကသင်ရဲ့အရင်းမြစ်လို့မသိသေးသင်ဘဝတတာပူလောင်နေအောင်ပါသင်ဘဝတတာစိတ်ဆင်းရဲနေအောင်ပါဖခင်သခင်ကကျွန်တော်တို့ဘဝရဲ့အရင်းမြစ်ဖြစ်ပါစေအဲမို့ကျွန်တော်တို့အသက်တာထဲမှာဖခင်သခင်ကိုသိလာတဲ့အခါမှာဘဝဟာအမျက်ရသွားတယ်ကျွန်တော်တနေရာရောက်တော့ကျွန်တော်ပြောတယ်ဆရာမျက်နေရဘယ်တော့မှမရှုံးတဲ့ဘာဖြစ်လို့လဲနာမည်ဝကြည့်လေတဲ့မျက်နေတဲ့အေးမျက်နေဆိုတော့ရှုံးနေမှာမဟုတ်တာတဲ့နော်ဘယ်လိုရှုံးတော့မလဲအကျော်ပြစဉ်းစားဟုတ်တယ်ငါနာမည်မျက်နေပဲမျက်နေဆိုအမြင်နဲ့မလုပ်နေရလဲအမျက်တွေပဲနော်အမျက်ရနေတာတကယ်တော့ကျွန်တော်ဘဝငယ်ငယ်တော့ဆင်းရဲလို့ရှုံးတာကျွန်တော်တနေ့လက်ဖေးဆိုင်သွားထိုင်နေဗျလက်ဖေးဆိုင်ထိုင်နေဆိုဆက်လက်တော့ချင်တော့နော်ဆက်လက်ထိုင်တော့လန်တာမတော့နိုင်ဘူးဗျာဗီဂတ်လေးမှာတော့ဘေးနာအမတယောက်ရောက်လက်ဖေးတစ်ခွက်ကြောက်ကွေးတစ်ချောင်းနော်အဲ့ဒီကျွန်တော်စိတ်ဝင်သားသေးဘူးလန်တာတစ်ပွဲဆိုကျွန်တော်လှည့်ကြည့်လိုက်တာဟာလမ်းဘေးမှာရေတံမှုလိုက်ကောက်တဲ့သူဖြစ်နေလမ်းဘေးမှာအမိုက်လိုက်ကောက်တဲ့သူကကျွန်တော်ထပ်ပို့ပြီးတော့မြင့်နေဗျာဟာ तू ကလန်တာနေပါစလိတ်တွေပါမှာတောက်နိုင်ဟာကျွန်တော်ကိုယ်အဆင့်ကိုသိသွားငါအဆင့်ကလမ်းဘေးမှာတောင်းစားတဲ့လူတက်တဆင့်နေတယ်ဟိုအောက်မှာရှိတယ်နော်ဟာရှုံးတာဗျာလူကနာမည်ရတာမျက်နေလူကဘာလုပ်နေရလဲရှုံးနေတာအမှုတော်ဆောင်းလာတယ်ကျွန်တော်ဘဝအသက်တာမှာအသင့်တင်လေးတော့အဆင်ပြေလာတာပေါ့နော်အသင့်တင်လေးတော့အဆင်ပြေဒါပေမဲ့အမှုတော်ဆောင်းနေရင်းနဲ့လေရှုံးနေပါအောင်စားစရာရှိတယ်ရှုံးတာပဲနေစရာရှိလဲရှုံးတာဘာလို့ရှုံးလဲသလားအမှုတော်ဆောင်တာကိုယ့်အတွက်ပဲကိုယ်ဆောင်ဟာငါတရားဟောရင်သူများတွေဘလို့နှစ်သက်ဖို့ဟာငါ့ကိုဘုရားသခင်ဘလို့ချီးမြှောက်ဖို့ငါရဲ့အသက်တာထဲမှာငါ့ကိုလူတွေဘလို့အားချလာဖို့အမှုတော်ဆောင်တာဘုရားအတွက်ဆောင်တာမဟုတ်ဘုသူအတွက်ဖြစ်နေတယ်ကိုယ့်အတွက်ပဲကိုယ်ဖြစ်နေတယ်ကိုပဲသူများထက်နာမည်ကြီးဖို့ကိုပဲသူများထက်ကြော်ကြားဖို့ဟာနောက်တော့တမန်တရားကိုသိလာတဲ့အခါဟာတော်တော်ရှက်သွားဘဝဆိုတာကိုယ့်အတွက်ကိုရှင်ရတာမှမဟုတ်ပဲဖခင်အတွက်ရှင်ရတယ်အဲကြောင့်မို့ကျွန်တော်အသက်တာထဲမှာဖခင်အတွက်မရှင်သ၍ပတ်စံရှိလဲရှုံးတယ်မရှိလဲရှုံးဖခင်အတွက်မရှင်သ၍ကျမ်းမာလဲရှုံးတယ်မကျမ်းမာလဲရှုံးတယ်ဖခင်အတွက်မရှင်သ၍သင်နာမည်ကြီးကြော်ကြားလဲရှုံးတယ်နာမည်မကြီးလဲရှုံးတယ်ဖခင်အတွက်မရှင်သ၍သင်ဘဝကအရှုံးပဲကျွန်တော်ဘဝသက်တာထဲမှာဖခင်အတွက်ရှင်လိုက်တော့မှနာမည်နဲ့လိုက်သွားတယ်မျက်နေပဲနော်ဘာကြောင့်လဲဒီမှာရှေ့သူရောက်စီတိုင်းလဲသင်ဘဝမှာဖခင်အတွက်ရှင်အဲ့ဒါအမျက်ပဲသင်ဘလောက်အောင်မြင်ပါစေသင်ဘလောက်ထိသူများထက်ပညာတတ်ပါစေဘလောက်ထိသူများထက်ချမ်းသာပါစေဘလောက်ထိသူများထက်ကြော်ကြားပါစေသူများရဲ့အမြင့်မှာနေရပါလိမ့်စေဖခင်အတွက်မရှင်သွေးဘာလို့နေလဲရှုံးနေဦးမှာပဲအရှုံးအမျက်ဆိုတာဖခင်အတွက်ရှင်တော်သူကတော့နေ့တိုင်းမြတ်တယ်ယခုဘဝမှာလည်းအမျက်ရမယ်နောက်တမလုံးမှာလည်းအမျက်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝရဲ့ဘ ഹു ဆန္ဒကငါချမ်းသာဖို့ငါအောင်မြင်ဖို့ငါကြီးပွားဖို့ငါဆိုတဲ့အရာကိုဆန္ဒပြုတ်ပြီးတော့အသက်မရှင်ပါနဲ့ဖခင်အတွက်အသက်ရှင်ပါဖခင်သခင်နှစ်သက်ဖို့ငါရဲ့ဘဝအသက်တာကဖခင်ကြည်နပ်ဖို့ငါအသက်ရှင်မယ်ဖခင်သခင်ကိုချစ်ပြီးတော့ငါအသက်ရှင်မယ်ငါရဲ့ဘ ഹു ပြုချက်ကဘာတူပဲလဲဖခင်ပဲငါဘဝမှာကောင်းတဲ့အချိန်တွေကြုံရင်လည်းငါမตายရဘူးအဲ့ဒီအချိန်တွေမှာဆိုးတဲ့အချိန်တွေကြုံရင်လည်းငါစိတ်မပြတ်တော့ဘူးငါဘသူ့ပဲမျက်မှောက်ပြုမလဲသွားလေရမှာထတော်ဘုရားကိုမျက်မှောက်ပြုမယ်အဲ့ဒီလိုဆိုရင်ငါရဲ့လန်ခီကိုဘုရားဘာလုပ်မလဲဘယ်ပြင်မယ်ဒါကြောင့်မို့ကိုယ့်ဘဝကိုစီမံပြီးတော့အသက်မရှင်ပါနဲ့ဒီမှာလူငယ်တွေလည်းများတယ်ကျွန်တော်တို့အသက်တာထဲမှာဖြစ်ချင်တဲ့အရာတွေအများကြီးပဲရှိမှာကျွန်တော်ငယ်ငယ်တော့လည်းဖြစ်ချင်တဲ့အရာတွေအများကြီးပဲကျွန်တော်ဘာဖြစ်ချင်လဲဒေးဗစ်ဘက်ခန်းလို့ဘောလုံးသမားဖြစ်ချင်တယ်နော်ဒါပေမဲ့မဖြစ်နိုင်ပါဘူးဟိုကငယ်ငယ်လေးတည်းကတကယ်ကိုကျွမ်းကျင်တဲ့ဘောလုံးသမားဖြစ်နေပြီကိုကဘောလုံးတော့ဖြောက်အောင်မကန်နိုင်တာဒေးဗစ်ဘက်ကဖရီကစ်ကအကျော်ရတဲ့ဘောကြနော်အားကြဒါပေမဲ့ဖြစ်နိုင်လားဆိုတော့မဖြစ်နိုင်ဘူးကျွန်တော်ဘဝအသက်တာထဲမှာကိုဖြစ်ချင်တာလည်းကျွန်တော်တို့ငယ်ငယ်တော့လည်းရှိပါတယ်ခလေးတွေကိုမေးတယ်မလားတားကြီးလိုက်ရင်ဘာလုပ်မလဲသမီးကြီးလိုက်ရင်ကိုသားသမီးတွေလည်းကိုမေးတယ်မလားဘာလုပ်မလဲဟာဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဟာစီးပွားရေးသမားဖြစ်ချင်အမျိုးစုံပေါ့ကျွန်တော်တို့ဘဝကလည်းကိုဖြစ်ချင်တာကိုပဲဥတီပြီးတော့မလုပ်ခဲ့တာစူးစမ်းခဲ့တာဒီနေ့ကျွန်တော်တို့ဘဝဆိုတာကကိုဖြစ်ချင်တဲ့အတိုင်းကိုအသက်မရှင်အောင်သူများဖြစ်စေလိုတဲ့အတိုင်းလဲဖယားသခင်အလိုတော်တိုင်းဖယားသခင်ဖြစ်စေလိုတဲ့အတိုင်းပဲမလုပ်ရတာလဲအသက်ရှင်ရတာဖြစ်တယ်ဒါမှမဟုတ်သင်ဘဝကိုဖယားသခင်ကြည်နပ်ဖို့ဖယားသခင်နှစ်သက်ဖို့ဖယားသခင်အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့အတွက်သင်ဘဝရဲ့ဗဟိုပြုချက်ကဖယားပဲဖြစ်ပါစေ
ငါကြောင်းကောင်းကောင်းမနေခဲ့ရလို့ကွာငါ့ကိုထောက်ပံ့မဲ့သူတွေမရှိလို့ငါ့ကိုမဆားမဲ့သူတွေမရှိလို့ဘာမှစိတ်တကြစရာမလိုပါဘူးသင်ရဲ့ဘဝအတ္တရဲ့ဗဟိုပြုချက်ကဘယ်သူပဲဖြစ်ရမှာဖခင်ပဲဖြစ်ရဖခင်သခင်ကျင့်တဲ့အောင်ငါဒီနေ့အသက်ရှင်မယ်ကွာမနေ့ဖြန်မှာလည်းဖခင်သခင်ကျင့်တဲ့အောင်အသက်ရှင်မယ်ဖခင်သခင်ငါ့ကိုဘာလုပ်ခိုင်းလဲနှိမ့်ချခိုင်းတယ်ငါနှိမ့်ချမယ်ဖခင်သခင်ငါ့ကိုဘာလုပ်ခိုင်းလဲသူများတွေကိုအစေခံခိုင်းတယ်ငါလူတွေကိုအစေခံမယ်လူတွေကိုချစ်ရမယ်ဖခင်သခင်ကျင့်တဲ့ဖို့အတွက်သင်ဘဝရဲ့အာယုံပြုချက်ကဖခင်စီမှာပဲအာယုံရောက်နေရင်ဒီနေ့သင်ဘဝကဖခင်သခင်ကလမ်းပြသွားပါလိမ့်မယ်ဘယ်လမ်းကိုသွားရမလဲဘာအလုပ်ကိုလုပ်ရမလဲဘယ်နေရာကိုသွားရမလဲအားလုံးဖခင်သခင်သင်ကိုဘာလုပ်သွားမလဲညွှန်ကြားသွားလိမ့်ဘတော်မှလမ်းမမာတော့ဘတော်မှလမ်းမပြောက်တော့ဘတော်မှသင်ရမဆုံးရှုံးယောဂရှိလဲမဆုံးရှုံးပတ်စံမရှိလဲမဆုံးရှုံးပတ်စံရှိလဲမဆုံးရှုံးမချမ်းမှလည်းမဆုံးရှုံးချမ်းမှလည်းမဆုံးရှုံးဘယ်အခြေအနေမှသင်ကိုဆုံးရှုံးအောင်လုပ်လို့မရတော့သင်ဘဝရဲ့ဗဟိုပြုချက်ကဖခင်ဖြစ်ပါစေဖခင်သခင်ကသင်ဘဝရဲ့ဗဟိုပြုချက်ဖြစ်မယ်ဖခင်ကိုမျက်မှောက်ပြုမယ်ဖခင်သခင်ကိုပဲ focus လုပ်မယ်သင်ဟာအောင်မြင်ကြွကြားခြင်းကိုအာယုံမဆိုင်နဲ့ကြွယ်ဝချမ်းသာခြင်းတွေကိုလည်းအာယုံမဆိုင်နဲ့လောကမှာသူများအမြင့်မှာနေရဖို့လည်းအာယုံမဆိုင်နဲ့ကျွန်တော်တို့အာယုံဆိုင်ပြီးအသက်ရှင်ရမယ့်ရာကဖခင်ကိုအာယုံဆိုင်ပြီးတော့မလုပ်ပါအသက်ရှင်ပါသင်ရဲ့အာယုံပြုခြင်းကဖခင်စီမှာဖြစ်ပါစေအဲ့ဒီလိုဆိုရင်ကျွန်တော်တို့ဘဝအသက်တာကိုဖခင်သခင်ကမဆာပြီးတော့လမ်းပြကောင်းကြီးပေးမှာဖြစ်ပါတယ်သင်ဘဝမှာဘာလုပ်ရမှာမသိလို့စိတ်ညစ်မနေပါနဲ့စိတ်ပြတ်မနေပါနဲ့တနေ့ပြီးတနေ့စာဖခင်အတွက်ပဲမလုပ်သွားလိုက်အသက်ရှင်သွားလိုက်ဘဝဟာတန်ဖိုးရှိပြီးတော့လှပသွားလိမ့်မယ်အတိတ်ပဲရှိသွားလိမ့်မယ်ကျွန်တော်ဘဝအသက်တာထဲမှာဖခင်သခင်ကိုပဲအာယုံပြုလိုက်တဲ့အခါမှာဘာလုပ်ရမလဲဘယ်မှာကျမ်းစာသင်ရမလဲကျွန်တော်ခေါ်ဖိတ်တဲ့နေရာတွေအများကြီးပါဘယ်သွားလို့သွားရမလဲဖခင်ပဲအကုန်လုံးပြင်ဆင်သွားတယ်ဖခင်ပဲတာဝန်ယူသွားတယ်အခုလိုချိန်ကာလမှာဒီလိုလာဖို့လန့်ခီရမလွယ်ဘူးစီဘလို့ထဲရမလဲကျွန်တော်အခုလိုနိုင်ငံရေးခက်ခဲနေတဲ့အချိန်မှာတွားရေးလာရေးတွေဘယ်လိုလုပ်မလဲဒါပေမဲ့ဖခင်သခင်ပဲအကောင်းဆုံးပို့ဆောင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့နေ့ရက်တိုင်းမှာဖခင်သခင်အတွက်အသက်ရှင်တော်သူများဖြစ်ပါစေဖခင်ကိုအာယုံပြုပြီးတော့ဗဟိုပြုပြီးတော့အသက်ရှင်တော်သူများဖြစ်ပါစေကျွန်တော်တို့ဘဝရဲ့အရင်အမြစ်ကဖခင်ပဲဖြစ်တယ်ကောင်းခြင်းဆိုးခြင်းဆိုတဲ့အခြေအနေကိုစိတ်ဝင်စားပြီးတော့အဲ့ဒါကိုမျက်မှောက်ပြုပြီးတော့အသက်မရှင်နဲ့အေဒင်ဥယျာဉ်အလယ်မှာအပင်နှစ်ပင်ရှိတယ်ကောင်းမကောင်းသိကျွမ်းရအပင်အသက်ပင်ဖခင်ကဘာကိုဗဟိုပြုစေခြင်းလဲအသက်ပင်ကိုပဲဗဟိုပြုစေခြင်းလဲအသက်ပင်ဆိုတာဘာလို့လဲသခင်ယေရှုပဲဖြစ်ပါတယ်သင်ရဲ့နေ့စဉ်မနက်မိုးလင်းတာနဲ့ဖခင်သခင်ကိုအာယုံပြုပြီးတော့အသက်ရှင်ပါဖခင်ကိုအာယုံစိုက်ပြီးတော့အသက်ရှင်ပါသင်ဘဝတည်းဘာမှပူစရာမလိုဘလို့စားရမယ်ဘလို့ဝေးရမယ်အနာဂတ်သက်ရှင်ဖခင်အားလုံးတာဝန်ယူတယ်အဓိကဗဟိုပြုခြင်းလွဲသွားရင်သင်ချမ်းသာလဲဖခင်နဲ့ဝေးဝါးလိမ့်မယ်ဆင်းရဲလဲဖခင်နဲ့ဝေးဝါးလိမ့်မယ်အဲ့ဒါဆိုစာတန်ရဲ့လှုပ်ဆောင်ချက်ကအောင်မြင်ပြီဖခင်နဲ့အနီးမှာဖခင်စီကိုရောက်ဖို့ရန်အတွက်ဖခင်ကိုအာယုံစိုက်ပြီးတော့အသက်ရှင်ပါတိုးတကောင်ကတိုးဒိန်းကိုအာယုံမစိုက်ဘဲနဲ့စိမ့်လန်းသောကြက်စားအရက်ကိုအာယုံစိုက်ရင်တိုးဒိန်းနဲ့ဘာလို့သွားမလဲဝေးသွားလိမ့်မယ်တိုးဒိန်းနဲ့ဝေးရင်ဝင်ပလေကိုက်နိုင်တယ်ချင်းသစ်ကိုက်နိုင်တယ်ဘဝအတ္တဆုံးရှုံးနိုင်တိုးတကောင်ကသေမင်းရိပ်လွှမ်းမိုးတဲ့ကြိုင်ဝမ်းကိုကြောက်လန့်ပြီးတော့အဲ့ဒါကိုအာယုံစိုက်နေဖို့လေမဟုတ်ဘူးတိုးဒိန်းကိုအာယုံစိုက်လိုက်ရင်အဲ့ဒီသေမင်းရိပ်လွှမ်းမိုးတဲ့ကြိုင်ဝမ်းကိုကြောက်စရာမရှိတော့ဘူးကိုတော်ဒီကျွန်တော်နဲ့အတူရှိတော်မူသည်ဖြစ်ပြီးလန်နန်တော်နဲ့တောင်ဝေးတော်ကကျွန်တော်ကိုချမ်းသာစေပါလေကျွန်တော်တို့ဘဝရဲ့စစ်မှန်သောချမ်းသာဟာပတ်စံရှိခြင်းစီးစိမ်ဥစ္စာရှိခြင်းမဟုတ်သခင်ဖခင်အတူရှိခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ဖခင်ကသင်တဲ့နေ့ရက်စဉ်တိုင်းမှာအတူရှိနေတဲ့အေမာနွေလာဖခင်ဖြစ်ပါတယ်ဘုရားသခင်ကပြောလဲငါသည်လေကပ်ကဘာကုံသည့်တိုင်အောင်သင်တို့နဲ့အတူအစင်မပြတ်ရှိမယ်ဖခင်ကသင်နဲ့အတူအစင်မပြတ်ရှိနေတယ်ဒါပေမဲ့သင်ဘက်ကဘာလုပ်ဖို့ပဲလိုတာလဲအဲ့ဒီအတူရှိတဲ့ဖခင်ကိုမျက်မှောက်ပြုဖို့ပဲလိုတာအတူရှိတဲ့ဖခင်ကိုအာယုံစိုက်ဖို့ပဲလိုတာကျွန်တော်ကဖခင်ကိုအာယုံမစိုက်ဘဲနဲ့ကောင်းခြင်းဆိုးခြင်းဆိုတဲ့အခြေအနေကိုဘာလုပ်နေရလဲသွားအာယုံစိုက်မိတတ်တယ်ဒါကြောင့်မို့ဒီနေ့ကစပြီးတော့ဘဝရဲ့ကောင်းခြင်းဆိုးခြင်းအခြေအနေကိုအာယုံမစိုက်နဲ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းအရင်းမြစ်ဖြစ်တဲ့သခင်ယေရှုကိုပဲအာယုံစိုက်ပြီးတော့အသက်ရှင်ခြင်းအပြင်ဘဝအတ္တတာမှာအတိတ်ပဲရှိစွာနဲ့အသက်ရှင်ပြီးတော့ဒီဘဝမှာလည်းအကျိုးမြတ်ရမယ်နောက်တမလုံးမှာလည်းဖခင်သခင်ရဲ့ချီးမွမ်းခြင်းအကျိုးမြတ်ခံစားရမယ်ဒီဘဝမှာတကူစားပဲကောင်းစားမှာမဟုတ်ဘူးသင်အားဖြင့်လည်းအခြားသောသူတွေကကောင်းကြီးမြင်လာခံစားရမယ်သင်အားဖြင့်လည်းအခြားသောသူတွေကဖခင်ကိုမြင်တွေ့လာမှာဖြစ်ပါတယ်ဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာဖခင်ကိုပဲ focus လုပ်ပြီးတော့ဖခင်ကိုပဲမျက်မှောက်ပြုပြီးတော့
သွားလေရ၌ထာတော်ဘုရားကိုမျက်မှောက်ပြုခြင်းအပြင်ကျွန်တော်တို့ရဲ့ဘဝအသက်တာလမ်းခီးကိုဘုရားကပဲ့ပြင်လမ်းပြမယ်ဆိုတဲ့အကြောင်းလေးကိုဝေငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်